Japan 没有人啊，拉美第三巴拉嘛，越搞不进巴内木的，龙中一股苏木内昂上月加巴，苏比标拉边嘛嘞。大个多，人们那个你比罗嘛比罗多嘞，世界事业苗大西门跟高么些，思维对嘛，Japan 没有人啊，标到边那撇得路底下巴嘞，哎哩嘛，Japan 没有人标到那个。拉美第三巴拉对，把第三 democracy 越搞不进巴内一对，大内比内来龙中一内第二位苏木一对，老点大瑞个爷我老家巴，苏比标到边那撇得路底下巴嘞，这怕嘛咯，苗大你所有 NG 个你。လက်ရှိနိုင်ငံရဲ့နေမြေတဝက်ကျော်ကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေကသာထိန်းချုပ်သိမ်းပိုက်ထားတယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပြီးပဂရိမြေပြင်အခြေအနေမှာလေနိုင်ငံတော်တော်လှန်ရေးတပ်တွေတရားဝင်သိမ်းပိုက်ထားတဲ့မြို့ပေါင်း65မြို့အထိရှိထားပြီးစစ်ကောင်စီရဲ့လာရှိုးရမခတိုင်းစစ်ဌာနချုပ်ကြီးနဲ့အမြို့နယ်နမခတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုကိုလည်းတော်လှန်ရေးတပ်တွေကသာသိမ်းပိုက်ထားသလိုလက်ရှိမှာလေစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်အနှဲငယ်ကလွဲပြီးကျန်တဲ့နိုင်ငံတော်ကမြို့နယ်တိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေသလိုလက်လုံးမှာလည်း ARD တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအထိပါအရခတ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေကထိုးဖောက်ဝင်ရောက်နေတဲ့အတွက်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်ဒီလိုမြေပြင်ပဂတိအခြေအနေတွေနဲ့ပတ်သက်ပြီးအကြက်ဖက်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲလုပ်ဖို့ပြောဆိုနေမှုဟာတပြည်လုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပဲသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့ဒေသတွေလောက်မှသာအပိုင်းလိုက်ပြုတ်လုံနိုင်မဲ့အခြေအနေဖြစ်ပြီးသူတို့ရဲ့အမိခံလွတ်တော်နဲ့အမိခံအစိုးရဖွဲ့စည်းမဲ့သဘောပဲဖြစ်တယ်လို့လက်ရှိနိုင်ငံရေးအကြက်တဲနဲ့ငြိမ်းချမ်းရေးအတွက်ကတော့ဘာမှထူးမှာမဟုတ်ဘူးလို့လေရှမ်းတိုင်းသားလွတ်တော်ကိုယ်စားလှယ်တဦးကသုံးသပ်ပြောဆိုထားပါတယ်။ဒါအပြင်လက်ရှိအကြက်ဖက်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲလုပ်ဖို့ပြောဆိုနေမှုတွေဟာမဖြစ်ဖြစ်တဲ့နီးနဲ့သူတမရလှုပ်ချင်လို့ကိုပဂရိနိုင်ငံရဲ့အခြေအနေနဲ့ကန့်ညီမှုမရှိတာတော့ဒီအခင်းချင်းကိုအတင်းအဓမ္မဖန်တီးနေတာဖြစ်တယ်လို့လေရှမ်းတိုင်းသားလွတ်တော်ကိုယ်စားလှယ်တဦးကထပ်ပြီးသုံးသပ်ပြောဆိုထားပါသေးတယ်ခင်ဗျ။